Yet in the mist is often a cliff. Thou, O King, sawest and behold a great image. This great image, whose brightness was excellent, stood before thee, and the form thereof was terrible. His breast and arms of silver, thighs of brass, legs of iron. Thou sawest till that a stone cut out without hands. This is the dream, and I will tell the interpretation thereof. ရှေ့မှာကြုံတွေ့ရမယ့်အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတဲ့မေးခွန်းကိုလူအများကိုမေးကြည့်တဲ့အခါမှာအချို့ကစစ်ပွဲတွေအများကြီးဖြစ်လိမ့်မယ်လို့ပြောကြပါတယ်။အချို့ကတော့ဘာမှမဖြစ်ပါဘူးဒီတိုင်းပဲနေမှာပါ။ဟာရာသီဥတုတွေအရန်ဖောက်ပြန်လာလိမ့်မယ်။တချို့ကတော့နီးပညာတွေအရန်တိုးတက်လာလိမ့်မယ်။တချို့ကတော့ဖြစ်ချင်တာဖြစ်ဗျာကျွန်တော်ကလုံးဝစိတ်ဝင်စားဘူးလို့ဖြေကြပါတယ်။မိတ်ဆွေကကိုဘယ်လိုထင်ပါလဲ။တမန်ကျမ်းစာတွေက prophet ပြုချက်များအတိုင်းကဘာကြီးဟာတနည်းပျက်စီးသွားမယ်လို့မိတ်ဆွေထင်ပါသလား။ဟာကြီးမားတဲ့ဥက္ကာပြန်ကြီးတစ်ခုကကဘာကိုလာရောက်ထိမှန်ပြီးတော့ကဘာကြီးတစ်ခုလုံးပျက်စီးသွားနိုင်ပါသလားဒါမှမဟုတ်ရင်အရန်ကိုစိုးဝါးတဲ့ငလျင်တန်းတွေမုန်တိုင်းတန်းတွေရေကြီးမှုတွေအစရှိတဲ့သဘာဝဘေးအန္တရာယ်ဆိုးတွေကြောင့်ကဘာကြီးပျက်စီးသွားနိုင်ပါသလားတိုးတက်လာတဲ့နည်းပညာတွေကြောင့်ကိုဒီကဘာကြီးဟာပျက်စီးသွားနိုင်ပါသလားဒါမှမဟုတ်လူလက်နဲ့လှုပ်တဲ့လက်နဲ့တွေအားဖြင့်ပဲကဘာကြီးကိုလူတွေကပြန်လည်ဖျက်ဆီးကြမှာလားယခုလက်ရှိကဘာအရဲ့မှာဖြစ်နေတဲ့အရာတွေကိုကြည့်လိုက်မယ်ဆိုရင်တော့လူမျိုးရေးတိုက်ပွဲတွေစစ်ပွဲတွေကလေးတွေအချင်းချင်းတပ်ဖြတ်နေမှုတွေစီးပွားရေးကဆိုးတွေပျောက်ကင်းစေဖို့စေးမရှိတဲ့ယောဂအထူးဆန်းတွေရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တဲ့သဘာဝကဆိုးတွေအစွန်းရောက်အကြမ်းဖက်သမားတွေဒုက္ခပေးမှုတွေလူမဆန်စွာရက်စက်မှုတွေနဲ့ပြည့်လည်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အခုချိန်မှာအကြမ်းခက်မိတိုးတက်ပါတယ်လို့ပြောနေတဲ့နည်းပညာတွေကဒီလိုဒုက္ခဆိုးတွေကိုမဖြစ်လာအောင်ဟန်တားနိုင်လို့လားစစ်တမ်းများကိုလေ့လာကြည့်တဲ့အခါမှာလူ10ယောက်မှာ6ယောက်ကကဘာကြီးဟာတနေ့ကျရင်ပျက်စီးမယ်လို့ယုံကြည်ကြပါတယ်49%ကတော့အန်တီခရစ်ပေါ်ထွက်လာမယ်ဆိုတော့ယုံကြည်ကြပြီး44%ကတော့နောက်ဆုံးသောစစ်ပွဲဖြစ်တဲ့အမေဂဒုံဆိုတဲ့စစ်ပွဲဖြစ်လိမ့်မယ်လို့ယုံကြည်ကြပါတယ်တမန်ကျမ်းစာကတော့အမေဂဒုံဆိုတဲ့စစ်ပွဲဖြစ်ကိုဖြစ်လိမ့်မယ်လို့အတိအကျဖော်ပြထားပါတယ်ဒါပေမဲ့ဒီအမေဂဒုံစစ်ပွဲမဖြစ်ခင်ကဘာပေါ်မှာဘလို့ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်မယ်ဆိုတာကိုလည်းသေချာတိကျစွာတမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်ဓမ္မသစ်နဲ့ဓမ္မခေါင်းပေါင်းလိုက်ရင်66ကျမ်းပါဝင်တဲ့တမန်ကျမ်းစာထဲမှာ18ကျမ်းဟာအနာဂတ်မှာဖြစ်မဲ့အရာတွေကိုကြိုတင်ဟောပြောထားတဲ့အနာဂတ်ကျမ်းများပဲဖြစ်ပါတယ်။ Israel ဒါမှမဟုတ်ဣသရေလနိုင်ငံဟာတကယ်တမ်းကြည့်လိုက်မယ်ဆိုရင်တကယ်နိုင်ငံသေးသေးလေးပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနိုင်ငံထဲမှာပေါ်ထွက်လာတဲ့ပရောဖက်များဟာကဘာကြီးတစ်ခုလုံးဘယ်အရက်ကိုဥတီသွားနေတယ်ဆိုတာကိုတိကျစွာနမိတ်ဖော်ပြခဲ့ပါတယ်။ဒီပရောဖက်များဟာကဘာပေါ်မှာပေါ်ထွက်လာမယ့်အင်ပါယာများနဲ့အေခရစ်ဘုရင်များရဲ့အတက်နဲ့အကျကိုသာမကကဘာကြီးနောက်ဆုံးကျရင်ဘာတွေဖြစ်မလဲဆိုတာကိုပါဖော်ပြခဲ့ပါတယ်။တမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ပရောဖက်ကြီးဒံယေလဟာထူးခြားတဲ့ပရောဖက်ပြုချက်များစွာကိုပြုလုပ်ခဲ့ပါတယ်။ဒီအထက်ကအထူးခြားဆုံးတစ်ခုကတော့နေဗုခဒ်နေဇာမင်းကြီးရဲ့အိမ်မက်ကိုအ내အတိတ်ပဲဖွင့်ဆိုခဲ့ပေးခြင်းပဲဖြစ်ပါတယ်။နေဗုခဒ်နေဇာမင်းကြီးဟာအင်မတန်ကိုကြီးမားတဲ့ကြောက်ရွံ့ကြီးတရုပ်အကြောင်းကိုအိမ်မက်မြင်မဲ့ခဲ့ပါတယ်။ဒီကြောက်ရွံ့ကြီးရဲ့ခေါင်းကိုရွှေနဲ့ပြုလုပ်ထားပြီးရင်အုပ်နဲ့လက်မောင်းများဟာတော့ငွေနဲ့ဖြစ်ပါတယ်။ဒီကြောက်ရွံ့ကြီးရဲ့ဘိုက်ကတော့ကြေးနဲ့ပြုလုပ်ထားပြီးခြေထောက်နှစ်ချောင်းစလုံးကိုတန်နဲ့ပြုလုပ်ထားပါတယ်။ခြေချောင်းလေးများကိုတော့တန်နဲ့သရွတ်နဲ့ရောပြီးပြုတ်လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီအချိန်မှာကောင်းကင်ကနေလူလက်နဲ့မလုပ်တဲ့ကြောက်တုံးတစ်တုံးဟာကျလာပြီးဒီရုပ်ထုကြီးရဲ့ခြေထောက်ကိုထိပြီးရုပ်ထုကြီးတစ်ခုလုံးပျက်စီးသွားတယ်။အဲ့ဒီနောက်မှာတော့ကောင်းကင်ကကျလာတဲ့ကြောက်တုံးကြီးကတပြေးပြေးကြီးထွားလာပြီးကဘာတစ်ခုလုံးကိုလွှမ်းမိုးသွားတယ်ဆိုတဲ့အိမ်မက်ယူပါရင်ကိုနေဗုခဒ်နေဇာမင်းကြီးကမက်ခဲ့ပါတယ်။ဒီစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အိမ်မက်မှာကြောက်တုံးကြီးရဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းတစ်ခုစီဟာကဘာကြီးကိုအုပ်စိုးမဲ့အင်ပါယာတစ်ခုစီကိုကိုစားပြုပြီးဖော်ပြထားတာဖြစ်ပါတယ်။
ပရောဖက်ကြီးဒံယေလကိုယ်တိုင်ကနေဗုခဒ်ကိုရှင်းပြခဲ့ပါတယ်အရှင်မင်းကြီးကတော့ဒီကြောက်ရွံ့ကြီးရဲ့ရွှေဦးကောင်းပဲဖြစ်ပါတယ်ဘာဘူးလိုမျိုးကိုရှေးအခါကရွှေမြို့တော်လို့ခေါ်ကြပါတယ်ဦးကောင်းဆိုတဲ့အတိုင်းပဲဘာဘူးလုံလူမျိုးများဟာနက္ခတ္တပညာသိပ္ပံပညာအစရှိတဲ့တွေးခေါ်မှုပညာပိုင်းတွေမှာအင်မတန်ထက်မြက်တာကိုတွေ့ရတာဖြစ်ပါတယ်အယုတ်ကြီးမှာလက်နှစ်ဖက်ရှိသလိုပဲနောက်ထပ်ကဘာကြီးကိုအုပ်စိုးမဲ့ Empire ဟာလည်းမီဒိုလူမျိုးတွေနဲ့ Persian လူမျိုးတွေပူးပေါင်းထားတဲ့ Medo Persian Empire ပဲဖြစ်ပါတယ်ဒီ Medo Persian Empire ဟာ938 BC မှာဘာဘူးလုံမျိုးကိုတိုက်ခိုက်သိမ်းပိုက်အနိုင်ယူခဲ့ပါတယ်လက်နှစ်ဖက်ကိုပုံဖော်တဲ့အတိုင်းပဲသူတို့ဟာလက်မှုပညာအဆောက်အဦဆောက်တဲ့ပညာများမှာအမခန့်အောင်တော်ကြပါတယ် BC 333ခုနှစ်မှာတော့ Medo Persian Empire ကို Greek Empire ကတိုက်ခိုက်အနိုင်ယူလိုက်ပါတယ်ရုပ်ထုကြီးရဲ့ကြေးနဲ့လှုပ်ထားတဲ့ဘိုက်က Greek Empire ကိုပုံဖော်ထားတာဖြစ်ပါတယ်တကယ့်ကိုနာမည်ကြီးတဲ့ Alexander the Great ဆိုတာက Greek Empire ကဖြစ်ပါတယ်ကဘာကြီးကိုအုပ်ချုပ်စိုးမိုးမဲ့နောက်ထပ် Empire တစ်ခုကတော့ Roma Empire ပဲဖြစ်ပါတယ်တန်နဲ့လှုပ်ထားတဲ့6ထောင်2ချောင်းဟာ Roma Empire ကိုပုံဆောင်ပါတယ်တန်နဲ့လှုပ်ထားတဲ့6ထောင်2ချောင်းအတိုင်းပဲ Roma Empire ကြီးကအင်မတန်ကိုတန်ဆွမ်းပြီးခိုင်မာတာကိုတွေ့ရပါတယ်ထို့အတူ6ထောင်2ချောင်းရှိတဲ့အတိုင်းပဲ Roma Empire ကြီးကိုအရှေ့ဘက် Empire နဲ့အနောက်ဘက် Empire ဆိုပြီးနှစ်ခုခွဲခြားထားတာလည်းတွေ့ရပါတယ်ထို့အတူ6ထောက်ကိုပုံဆောင်တဲ့အတိုင်းရောမလူမျိုးများဟာခြိတက်တဲ့နေရာမှာအရန်ကိုတော်ကြပါတယ်ထို့အတူ6ထောက်2ချောင်းဟာဒီအယုတ်ကြီးမှာအရှေ့လျားဆုံးသင်္ကေတဖြစ်တယ်လို့ရောမ Empire ကြီးဟာလည်းကဘာကြီးကိုအုပ်စိုးခဲ့တဲ့ Empire တွေထဲမှာအကြဆုံးဖြစ်ပါတယ်နှစ်ပေါင်း1000နီးပါးကဘာကြီးကိုအုပ်စိုးခဲ့ပါတယ်ရောမ Empire ကြီးပြိုကွဲပျက်စီးသွားတဲ့နောက်မှာတော့ကဘာကြီးဟာအုပ်စုငယ်လေးတွေများစွာအဖြစ်တည်ရှိနေပြီးဘယ် Empire ကမှကဘာကြီးတစ်ခုလုံးကိုစိုးမိုးလောက်အောင်အင်အားမကြီးမာတော့ပါဘူးဒါဆိုရင်လူလက်ဖြစ်မလုပ်ဘဲနဲ့ကောင်းကင်ကကြာလာတဲ့ကြောက်တုံးကြီးဟာဘာကိုပုံဆောင်ပါသလဲဒီကြောက်တုံးကြီးဟာရုပ်ထုကြီးတဲ့ခြေထောက်ကိုထိပြီးရုပ်ထုကြီးတစ်ခုလုံးပျက်စီးသွားမယ်လို့ဒံယေလကပြောခဲ့ပါတယ်ဒါကဘာကိုပုံဆောင်ပါသလဲတခါလေပရောဖက်ကြီးဒံယေလရဲ့ပရောဖက်ပြုချက်များဟာနားလည်ဖို့အင်မတန်ခက်ခဲပါတယ်ဖျားသခင်ကိုယ်တိုင်ကဒံယေလကိုဒံယေလအနာဂတ်ကျမ်းအခန်းကြီး7အခန်းငယ်4မှာသင်ဒံယေလမူကားအမှုကုန်ရသည့်ကာလတိုင်အောင်ဤစကားတော်တို့ကိုပိတ်၍စာဆောင်ကိုတစိမ့်ခတ်ထားလော့အများသောသူတို့သည်ထိုစာကိုကြည့်ရှုသောအဖြစ်ပညာတိုးပွားလိမ့်မည်ဟုပြောဆို၏လို့ရေးသားထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒံယေလအနာဂတ်ကျမ်းထဲမှာဖော်ပြထားတဲ့ပရောဖက်ပြုချက်များဟာယနေ့ခေတ်ယနေ့အချိန်မှာတော့ဖော်ထုတ်ရတာတိတ်မခက်ခဲတော့ပါဘူးဘာဖြစ်လို့လဲဆိုရင်ပထမဦးဆုံးအနေနဲ့အစ္စရေးနိုင်ငံပေါ်ထွက်လာခြင်းဟာဒံယေလရဲ့ပရောဖက်ပြုခြင်းများမှန်ကန်တယ်ဆိုတာသက်သေပြနေတဲ့ပထမဦးဆုံးအချက်ပဲဖြစ်ပါတယ်။ထို့အတူဒံယေလရဲ့ပရောဖက်ပြုချက်တွေကအယုတ်ကြီးတဲ့ကအတိုင်း Medo Persian Empire ပြီးရင် Greek Empire ပြီးရင် Roma Empire လာခဲ့ပြီးတဲ့အခါမှာယခုလက်ရှိအချိန်မှာကျွန်တော်တို့တန်နဲ့ရွှွတ်နဲ့ရောနေတဲ့ကျွန်တော်တို့အခုလက်ရှိအခြေအနေကိုရောက်နေတာတွေ့ရပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ယနေ့ခေတ်အချိန်အခါမှာပရောဖက်ဒံယေလကြီးပြောခဲ့တဲ့အနာဂတ်စကားများကိုဖော်ထုတ်ရတာလွယ်ကူသွားပါပြီအထူးသဖြင့်တော့ကျွန်တော်တို့ဗျာဒိတ်ကျမ်းနဲ့ဒံယေလအနာဂတ်ကျမ်းကိုအတူတူတွဲပြီးလစ်လာမယ်ဆိုရင်တော့ဒံယေလရဲ့ပရောဖက်ပြုချက်များကိုပုံမရှင်းလင်းစွာနားလည်လာမှာဖြစ်ပါတယ်လို့အစ္စရေးနိုင်ငံရဲ့တမန်ကျမ်းစာတက္ကသိုလ်ရဲ့ဥက္ကဋ္ဌကြီးကပြောကြားသွားတာဖြစ်ပါတယ် Daniel talks about and a good study a thorough study will open it up before those who really study it along with the book of Revelation အဲ့ဒါဆိုရင်ကြောက်ရွံ့ကြီးရဲ့ခြေထောက်မှာရှိတဲ့ခြေချောင်းလေး10ချောင်းဟာဘာကိုပုံဆောင်ပါသလဲတမန်ကျမ်းစာကိုလစ်လာကြတဲ့လစ်လာသူအများစုကတော့ဘလို့ခံယူထားလဲဆိုရင်ဒီခြေချောင်းလေး10ချောင်းဟာကျွန်တော်တို့ကဘာကြီးအနာဂတ်မှာဖြစ်မဲ့အရာတွေကိုပုံဆောင်တယ်လို့ယူဆကြပြီးအထူးသဖြင့်အစ္စရေးနိုင်ငံဟာအဓိကအခန်းကဏ္ဍကပါဝင်နေလိမ့်မယ်လို့ယူဆကြပါတယ်ဒါပေမဲ့လာမယ့်အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာကိုမစင်စားခင်တမန်ကျမ်းစာရဲ့သမိုင်းကြောင်းကိုကြည့်ပြီးအရင်တုန်းကပြီးခဲ့တဲ့အတိတ်ကာလမှာဖျားသခင်ရဲ့ပရောဖက်ပြုချက်များဟာဘလောက်မှန်ကန်တယ်ဆိုတာခဏလေးပြန်လည်လေ့လာကြည့်ကြပါစို့ဂျူးလူမျိုးတွေကအာရပ်လူမျိုးတွေပါပရောဖက်ပြုချက်များကိုယုံကြည်ကြတယ်ဆိုတာကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။တမန်ကျမ်းစာတွေကိုကြည့်လိုက်ရင်ဂျူးလူမျိုးတွေရောအာရပ်လူမျိုးတွေရောနှစ်မျိုးစလုံးရဲ့ဖခင်ဖြစ်တဲ့အာဗြဟံကိုဖျားသခင်ကမိမိနေတဲ့နေရာကနေထွက်ခွာဖို့ပရောဖက်ပြုတဲ့အခါမှာအာဗြဟံကနားထောင်ခဲ့ပါတယ်အာဗြဟံသည်ဘယ်အရက်ကိုသွားမှမသိဘဲနဲ့ဖျားသခင်ပြောတဲ့စကားကိုနားထောင်ပြီးထွက်ခဲ့တယ်လို့ကျမ်းစာထဲမှာဖော်ပြထားပါတယ်။ထို့အတူကဘာအိုကျမ်းခန်းကြီး20နဲ့အခန်းငယ်18မှာလည်းငါသည်သင်အားအစဉ်အမြဲကောင်းကြီးပေးမည်။သင်၏အမျိုးအနွယ်ကိုလည်းကောင်းကင်ကျဲကဲ့သို့၎င်းသမုတ်တရားသေးလုံးကဲ့သို့၎င်းအစဉ်အမြဲတိုးပွားစေမည်လို့ဖျားသခင်ကအာဗြဟံကိုပြောဆိုခဲ့ပါတယ်။
ဒီပရောဖက်ပြုချက်ဟာတကယ်တော့မဖြစ်နိုင်စရာပါပဲအာဗြဟံရဲ့မယားဆာရာဟာအသက်60ရှိပြီဖြစ်တဲ့အတွက်ဘလို့နီးနဲ့မှကလေးမမွေးနိုင်တော့ပါဘူးဒါကြောင့်အာဗြဟံရဲ့ပထမအဆုံးသားဣရှမေလကိုအဲခုတ်တုသူဟာဂရရှိကနေမွေးဖွားခဲ့တာဖြစ်ပါတယ်ဟာဂရဟာဆာရာရဲ့ကျွန်မဖြစ်ပါတယ်ဣရှမေလအပြင်အာရနိုင်ငံကြီး12နိုင်ငံပေါ်ထွက်လာပြီးဒီအာရနိုင်ငံ12နိုင်ငံဟာအာရှတိုက်နဲ့အာဖရိကတိုက်တဝန်းမှာပြန့်နှံ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်ကပ္ပဦးကျမ်းခန်းကြီး18အခန်းငယ်20မှာဣရှမေလ၏အမှု၌ကတင်းဤစကားကိုငါနားထောင်၏သူ့ကိုငါကောင်းကြီးပေး၏သူ့အနွယ်ကိုတိုးပွားစေပြီးသူ့ကိုအလွန်များပြားစေမည်သူသည်မင်းသား12ပါးတို့၏အဖဖြစ်လိမ့်မည်ကြီးသောလူမျိုးဖြစ်စေခြင်းဟာလည်းငါပြုမည်သို့တော်လည်းနောင်နှစ်ချင်းချက်သောအချိန်တွင်စာရာသည်သင်အားဖွာလက်တန့်သောသားဤဆက်၌ငါ၏ပဋိညာဉ်ကိုငါတည်စေမည်ဟုဘုရားသခင်ကပြောဆိုခဲ့ပါတယ်စာရာအသက်62နှစ်ရှိတဲ့အခါမှာတော့သားငယ်ဣဇက်ကိုမွေးဖွားခဲ့ပါတယ်ဣဇက်ကနေမှယာကုပ်ကိုမွေးဖွားပြီးယာကုပ်ရဲ့သား12ယောက်ကနေဣသရေလလူမျိုးတွေဖြစ်ပေါ်လာခဲ့ပါတယ်ယေရုရှလင်မြို့ဟာသမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တယ်လို့ကျမ်းစာထဲမှာဖော်ပြထားတဲ့ပရောဖက်ပြုချက်များစွာကိုပြည့်စုံစေတဲ့နေရာလည်းဖြစ်ပါတယ်ထို့အတူယေရုရှလင်မြို့ဟာကမ္ဘာပေါ်မှာရှိတဲ့ဘာသာကြီး၃ဘာသာဥထိပ်ထားရာမြို့လည်းဖြစ်ပါတယ်အခုတွေ့မြင်နေရတာတော့ဇီးအုံမြို့တကားဝဖြစ်ပါတယ်ဒီဇီးအုံမြို့တကားဝကိုဒါဝိမင်းကြီးကိုယ်တိုင်တိစောက်ခဲ့တာဖြစ်ပါတယ်ဒါဝိမင်းကြီးဟာဇီးအုံကိုအလွန်ချစ်မြတ်နိုးခဲ့ပါတယ်စာလံကျမ်းထဲမှာဆိုရင်ဇီးအုံမြို့နဲ့ပတ်သက်ပြီးအများကြီးရေးသားထားတာကိုတွေ့ရမှာဖြစ်ပါတယ်ယခုတွေ့မြင်နေရတာတော့ဒါဝိမင်းကြီးရဲ့သင်္ချိုင်းကူပဲဖြစ်ပါတယ်ဇီးအုံမြို့ကိုဒါဝိမင်းကြီးရဲ့မြို့တော်လို့တောင်တင်စားပြီးခေါ်ဝေါ်ခဲ့တာရှိပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဇီးအုံမြို့ဟာဘာမှမကြံတော့ဘဲနဲ့လေကွင်းနဲ့များပဲဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါဟာပရောဖက်ကြီးမိခါရဲ့အနာဂတ်စကားကိုပြည့်စုံစေတာဖြစ်ပါတယ်မိခါအနာဂတ်ကျမ်းအခန်းကြီး3အခန်းငယ်7မှာထို့ကြောင့်သင်တို့အတွက်ဇီးအုံတောင်သည်လေကဲ့သို့ထွန်ခြင်းကိုခံရလိမ့်မည်လို့ဖော်ပြထားတာတွေ့ရပါတယ်ဒါဝိမင်းကြီးတည်ဆုံးပြီးတဲ့နောက်မှာတော့ဒါဝိမင်းကြီးရဲ့သားဖြစ်တဲ့ရှောလမုန်မင်းကြီးဟာဂျူးလူမျိုးတွေအတွက်ပထမဦးဆုံးဗိမာန်တော်ကိုမောရီတောင်ပေါ်မှာတည်ဆောက်ပေးခဲ့ပါတယ်မောရီတောင်ဟာအာဗြဟံသူ့ရဲ့သားဣဇက်ကိုရစ်ပူဇော်ဖို့ပြုလုပ်ခဲ့တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မောရီတောင်ဟာဂျူးလူမျိုးတွေရဲ့အထွတ်မြတ်ထားရာနေရာဒေသတစ်ခုဖြစ်လာခဲ့ပါတယ်ရှောလမုန်မင်းကြီးတည်ဆောက်ခဲ့တဲ့ပထမဦးဆုံးဗိမာန်တော်ကို BC 986ခုနှစ်မှာနေဗုခဒ်နေဇာမင်းကြီးရဲ့ဘာဘူးလုံလူမျိုးတွေကဖျက်ဆီးပစ်ခဲ့ပါတယ်။ BC 916ခုနှစ်မှာတော့ဒုတိယအကြိမ်ဗိမာန်တော်ကိုအဲ့ဒီနေရာမှာပဲပြန်လည်တည်ဆောက်ပြီးနှစ်ပေါင်း656ခုနှစ်တိုင်ကြာရှည်ခဲ့ပါတယ်။ AD 90မှာတော့ယောမဗိုလ်ချုပ်ကြီးတိတုကနေပြီးတော့ဒီဗိမာန်တော်ကြီးကိုပြန်လည်ဖျက်ဆီးခဲ့ပါတယ်။ဒါဟာယေရှုခရစ်တော်သူ့တပည့်တော်တွေကိုပြောကြားခဲ့တဲ့ပရောဖက်ပြုချက်ပြည့်စုံခြင်းဖြစ်ပါတယ်။ယေရှုခရစ်တော်ကဒီဗိမာန်တော်ကြီးဟာအုတ်တစ်ချက်ပေါ်မှာတစ်ချက်မကြံစေရဘူးလို့ပရောဖက်ပြုခဲ့ပါတယ်။ယေရှုခရစ်တော်ဒီလိုပြောခဲ့ပြီးနှစ်ပေါင်း40အတွင်းမှာဒီပရောဖက်ပြုချက်ဟာပြည့်စုံခဲ့ပါတယ်။ AD 90မှာယောမဗိုလ်ချုပ်ကြီးတိတုဦးဆောင်တဲ့ယောမအင်ပါယာကြီးဟာယေရုရှလင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်အနိုင်ယူခဲ့ပြီးဂျူးလူမျိုး1,000,000 ကျော်ကိုတုတ်တင်ရှင်းလင်းခဲ့ပါတယ်။ယောမစစ်သားများဟာဗိမာန်တော်ကြီးကိုမီးလောင်တိုက်သွင်းခဲ့ပါတယ်။မီးရဲ့အပူချိန်ကြောင့်ဗိမာန်တော်ထဲမှာရှိတဲ့ရွှေတွေငွေတွေဟာအကြေပျော်ပြီးအုတ်ကြိုအုတ်ကြားများကိုစီးဆင်းခဲ့ပါတယ်။ဒီရွှေငွေများကိုလိုချင်တဲ့အတွက်ယောမစစ်သားများဟာအုတ်များကိုတလွှာချင်းခွာခဲ့ပါတယ်။ဒါကြောင့်အုတ်တစ်ချက်ပေါ်မှာတစ်ချက်မကြံရဘူးဆိုတဲ့ယေရှုခရစ်တော်ရဲ့ပရောဖက်ပြုချက်ဟာတိကျသေးချာစွာပြည့်စုံခဲ့ပါတယ်။ဗိမာန်တော်ကြီးတစ်ခုလုံးတစစီပျက်စီးသွားပြီးတဲ့နောက်မှာကြံခဲ့တာဆိုလို့တတိုင်းကြီးတစ်ခုပဲရှိပါတယ်။ဗိမာန်တော်ကိုအပြင်ကကာယံထားတဲ့တတိုင်းကြီးရဲ့အစိတ်ပိုင်းတစ်ခုသာကြံခဲ့ပါတယ်။ဒီတတိုင်းကြီးကိုဂျူးလူမျိုးများကငိုကြွေးရတတိုင်းကြီးဟုအမည်ပေးထားပြီးဒီတတိုင်းကြီးမှာသွားရောက်ဆူတောင်းလှရှိကြပါတယ်။ AD 90မှာယောမအင်ပါယာကြီးယေရုရှလင်မြို့ကြီးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ဂျူးလူမျိုးများဟာကမ္ဘာအနှံ့ပြားကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒါဟာဝိပုယျာကျမ်းအခန်းကြီး26အခန်းငယ်33မှာပရောဖက်ပြုထားတဲ့မောရှေရဲ့ပရောဖက်ပြုချက်ကိုပြည့်စုံစေတာဖြစ်ပါတယ်။သာသနာပလူတို့တွင်သင်တို့ကိုအရက်ရက်ငါကွဲပြားစေ၍ဓာမိုးလျက်လိုက်မည်။သင်တို့ပြည်သည်လဲလူစိတ်ညံလျက်မြို့သည်လဲပျက်စီးလိမ့်ရှိလိမ့်မည်လို့ဝိပုယျာကျမ်းအခန်းကြီး26အခန်းငယ်33မှာဖော်ပြထားပါတယ်။ဂျူးလူမျိုးများဟာနှစ်ပေါင်း1900တိုင်ယေရုရှလင်မြို့ကနေဝေးကွာခဲ့ပြီးတမန်ကျမ်းစာထဲမှာဖော်ပြထားတဲ့ပရောဖက်ပြုချက်များအတိုင်းတနေ့ကျရင်ယေရုရှလင်မြို့ကိုဂျူးတွေလက်ထက်ပြန်ရရမယ်ဆိုပြီးအချိန်ကြာမြင့်စွာစောင့်ဆိုင်းခဲ့ပါတယ်။
အခုတွေ့မြင်နေရတဲ့နေရာကတော့ဘာသာရေးကိုစိတ်ဝင်စားသူတိုင်းအထွတ်မြတ်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီနေရာဟာမော်ရီတောင်ထိပ်ဖြစ်ပါတယ်ဒီနေရာမှာဂျူးလူမျိုးများဟာတရိတ်ဆန်များကိုရစ်ပူဇော်ခြင်းဖြင့်ဘုရားသခင်ကိုပူဇော်ပသခဲ့တဲ့နေရာဖြစ်သလိုအစ္စလမ်ဘာသာဝင်များရဲ့ယုံကြည်ချက်အရ9ရာစုနှစ်မှာတမန်တော်မိုဟာမက်ကောင်းကင်သို့ဒီနေရာကပဲပြန်လည်တက်ကြွသွားတဲ့နေရာဖြစ်ပါတယ်တမန်ကျမ်းစာရဲ့ဖော်ပြချက်အရဆိုရင်တော့ဒီနေရာမှာဂျူးလူမျိုးများရဲ့တတရဗိမာန်တော်ကိုဒီနေရာမှာပဲတည်ဆောက်မှာဖြစ်ပါတယ်အခုတွေ့မြင်နေရတာတော့အစ္စလမ်ဘာသာဝင်တို့တန်ဖိုးထားတဲ့ဗလီတစ်ခုဖြစ်ပါတယ်ဒီဗလီကိုအိုမာဗလီလို့ခေါ်ပြီး AD 688ခုနှစ်မှာဒီဗလီကိုမော်ရီတောင်ထိပ်မှာတည်ဆောက်ခဲ့ပါတယ်ဒီဗလီထဲမှာရှိတဲ့ကြောက်တုံးကတော့အာဗြဟံဟာသူ့သားဣဇက်ကိုရစ်ပူဇော်ဖို့ဒီကြောက်တုံးပေါ်မှာတင်ခဲ့တယ်လို့အစ္စလမ်ဘာသာဝင်များကယုံကြည်ကြပါတယ်ယေရုရှလင်မြို့ဟာရောမအင်ပါယာလက်အောက်မှာနှစ်ပေါင်း600ကျော်ကြာနေခဲ့ရပါတယ်AD 640ခုနှစ်မှာတော့အာရက်လူမျိုးများဟာယေရုရှလင်မြို့ကိုပြန်လည်သိမ်းပိုက်ခဲ့ပြီးအစ္စလမ်ဘာသာအောက်သို့သွင်းခဲ့ပါတယ်1096ခုနှစ်မှာခရုစိတ်စစ်ပွဲဖြစ်ပွားပြီးဥရောပတိုက်မှလာသောသူများဟာယေရုရှလင်မြို့ကိုသိမ်းပိုက်ခဲ့ပြီး1291ခုနှစ်မှာတော့အီဂျစ်တို့ကခရုစိတ်စစ်ပွဲကိုအနိုင်ရရှိခဲ့ပါတယ်1516ခုနှစ်မှာတော့ယေရုရှလင်မြို့ဟာတူရကီအင်ပါယာရဲ့လက်အောက်ခံတစ်ခုဖြစ်နှစ်ပေါင်း600ကျော်ရပ်တည်ခဲ့ပြီး1918ခုနှစ်မှာတော့ဗြိတိန်တို့ဟာယေရုရှလင်မြို့ကိုပထမကမ္ဘာစစ်ပွဲအပြီးမှာသိမ်းပိုက်ခဲ့ပါတယ်ဗြိတိရှများဟာပါလက်စတိုင်းတိုင်းကိုနှစ်ပေါင်း30ကျော်ကြာအုပ်ချုပ်ခဲ့ပါတယ်1918ခုနှစ်ကနေပြီး1948ခုနှစ်အထိပါလက်စတိုင်းတိုင်းဟာဗြိတိရှတို့လက်အောက်မှာရှိခဲ့ပါတယ်ဒါဟာလည်းဘုရားသခင်ရဲ့ပရောဖက်ပြုချက်များကိုပြည့်စုံစေဖို့အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်မွတ်စလင်လူမျိုးအများစုဟာယေရုရှလင်မြို့ကိုတနေ့ကျရင်ဘုရားသခင်ရဲ့ပရောဖက်ကတိုက်ခိုက်အနိုင်ယူသိမ်းပိုက်လိမ့်မယ်လို့ယုံကြည်ကြပါတယ်ဒါကြောင့်ဗိုလ်ချုပ်ကြီးအယ်လန်ဘေဦးဆောင်တဲ့ဗြိတိရှတပ်များဟာယေရုရှလင်မြို့ကိုဝိုင်းရံတဲ့အခါမှာတနက်တစ်ချက်မှပြစ်စရာမလိုပဲမွတ်စလင်များဟာလက်နဲ့ချခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အယ်လန်ဘေဆိုတဲ့နာမည်ဟာအာရဗ်ဘာသာစကားအရဘုရားသခင်ရဲ့ပရောဖက်လို့အဓိပ္ပာယ်ရလို့ဖြစ်ပါတယ်။ယခုတွေ့မြင်နေရတဲ့နေရာမှာတော့ဗိုလ်ချုပ်ကြီးအယ်လန်ဘေဟာအနိုင်ရရှိကြောင်းကပီးစာတမ်းကိုရေးထိုးခဲ့တဲ့နေရာပဲဖြစ်ပါတယ်။ယခုတွေ့မြင်နေရတာတော့ဟိုင်ဖာမြို့ရဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ဟိုင်ဖာမြို့ဟာအစ္စရေးနိုင်ငံရဲ့အကြီးမားဆုံးစိတ်ကမ်းမြို့လည်းဖြစ်ပါတယ်။ဒီစိတ်ကမ်းရဲ့အထက်ပိုင်းကိုအနည်းငယ်ကြည့်ရှုလိုက်မယ်ဆိုရင်ကရမေလတောင်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒီတောင်ပေါ်မှာပရောဖက်ကြီးအေလိယဟာဘာလပရောဖက်450ကိုရှင်ပြိုင်အနိုင်ယူခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ကဘာဦးကျမ်းထဲမှာယာကုပ်ကဒီနေရာဟာတနေ့ကျရင်သင်္ဘောတွေမြောက်များစွာသွားတဲ့နေရာဖြစ်မယ်လို့ပရောဖက်ပြုခဲ့ပါတယ်။ဒါပေမဲ့ဘလို့မှမဖြစ်နိုင်ခဲ့ပါဘူး။ဗြိတိရှတို့အစ္စရေးနိုင်ငံကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့စွမ်းဆောင်မှုနဲ့ဒီနေရာကိုစိတ်ကမ်းကြီးတစ်ခုမဖြစ်ဖြစ်အောင်စ조사ခဲ့ပါတယ်။ယခုအချိန်မှာဟိုင်ဖာမြို့ဟာအစ္စရေးနိုင်ငံရဲ့အကြီးမားဆုံးစိတ်ကမ်းကြီးဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။1948ခုနှစ်မေလ14ရက်နေ့မှာတော့အစ္စရေးဟာနိုင်ငံတစ်ခုအနေနဲ့ကမ္ဘာအလယ်မှာဂုဏ်ယူဝင်ကြွားစွာရပ်တည်နိုင်ခဲ့ပါတယ်။ဒါဟာဓမ္မဟောင်းကျမ်းတဲ့ကပရောဖက်ပြုချက်များစွာကိုပြည့်စုံစေခဲ့တာဖြစ်ပါတယ်။ဒီပရောဖက်ပြုချက်များထဲမှာတစ်ခုကိုတော့ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး7အခန်းငယ်7မှာတွေ့ရပါလိမ့်မယ်။တပါးမျိုးသားတို့အဖို့အလံကိုထူတော်မူသဖြင့်နှင်ထုတ်သောဣသေလအမျိုးသားနှင့်အရရက်ကွဲပြားသောယူဒအမျိုးသားတို့ကိုမြေကြီးလေးမျက်နှာတို့မှခေါ်၍စုဝေးစေတော်မူလိမ့်မည်လို့ဖော်ပြထားပါတယ်။ကဘာကြီးဟာနောက်ဆုံးသောအချိန်ကာလကိုရောက်ဖို့အလွန်နီးကပ်နေပြီဆိုတာကိုအစ္စရေးနိုင်ငံပေါ်ထွက်လာခြင်းကိုကြည်ချင်းအားဖြင့်သိရှိနိုင်ပါတယ်။ဓမ္မဟောင်းကျမ်းထဲမှာအစ္စရေးနိုင်ငံပြန်လည်ပေါ်ထွက်လာမယ်ဆိုတဲ့ပရောဖက်ပြုချက်များစွာကိုတွေ့ရမှာဖြစ်ပါတယ်။ယနေ့ခေတ်အချိန်မှာအစ္စရေးဟာနိုင်ငံတစ်ခုအနေနဲ့ပြန်လည်ပေါ်ထွက်ခဲ့ပြီဖြစ်တဲ့အတွက်ကဘာကြီးအားလုံးအဆုံးသတ်ပြီးအမေရိကန်စစ်ပွဲဖြစ်ပွားဖို့ဘာမှမလိုတော့ဘူးလို့ကျွန်တော်အနေနဲ့ထင်ပါတယ်လို့ပြောဆိုသွားတာဖြစ်ပါတယ် A phenomena that have been predicted in the word hundreds of times. The Old Testament is full of prophetic word about the restoration. ပြောလို့မင်းကြီးတိဆောက်ခဲ့တဲ့ဗိမာန်တော်ကိုတဖန်ပြန်လဲမော်ရီတောင်ထိပ်မှာတိဆောက်နိုင်ဖို့ဟာဂျူးလူမျိုးများအတွက်အင်မတန်ကိုအရေးကြီးပါတယ်။ဒီနေရာမှာဗိမာန်တော်အသစ်ပြန်လည်တိဆောက်နိုင်ဖို့နှစ်ပေါင်းများစွာသူတို့ဟာဆုတောင်းခဲ့ပါတယ်။ဂျူးလူမျိုးရဲ့များရဲ့ထုံးတမ်းစင်လာအရမင်္ဂလာဆောင်ပွဲတိုင်းမှာဖန်ခွက်များကိုခွဲခြင်းဖြင့်ဗိမာန်တော်ကြီးဖျက်ဆီးခံရတာကိုတတိပြန်ရအောင်လုပ်တဲ့ထုံတန်းစင်လာလည်းရှိပါတယ်။ဒါပေမဲ့မော်ရီတောင်ထိပ်မှာဂျူးလူမျိုးများအတွက်ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ဖို့ဟာတကယ်ကိုမဖြစ်နိုင်စရာပါပဲ။ဘာဖြစ်လို့လဲဆိုတော့မော်ရီတောင်ထိပ်မှာရှိနေတဲ့အစ္စလမ်တို့ရဲ့ဗလီကြီးကိုဖျက်ပစ်ပြီးအဲ့နေရာမှာဂျူးများရဲ့ဗိမာန်တော်ကိုတည်ဆောက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။
ဒီလိုလှုပ်လိုက်ခြင်းအပြင်ကမ္ဘာစစ်ပွဲများပင်ဖြစ်လာနိုင်တဲ့အနေအထားမှာရှိနေပါတယ်ဒီနေရာမှာအန်တီခရစ်ဟာတကယ့်ကိုအရေးပါတဲ့အရာဟုတ်တဲ့နေရာကပါဝင်လာပါလိမ့်မယ်သူဟာတကယ့်ကိုနိုင်ငံရေးပညာရှင်ဖြစ်ပြီးစစ်ရေးဘက်မှာလည်းတစ်ဖက်ခန်းကအောင်တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်သူဟာကမ္ဘာကြီးကိုစီးပွားရေးနဲ့စစ်ရေးကတ်ဆိုးများစိုက်နေတဲ့အထဲကနေကဲတင်ခဲ့ပြီးကမ္ဘာတစ်ခုလုံးငြိမ်းချမ်းရေးရအောင်လှုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့တမန်ကျမ်းစာထဲမှာပရောဖက်ပြုထားပါတယ်ဒီအန်တီခရစ်ဟာဂျူးလူမျိုးများရဲ့ဗိမာန်တော်ကိုပြန်လည်အသစ်ဆောက်ပေးမဲ့သူပဲဖြစ်ပါတယ်ကျွန်တော်တို့ဒံယေလရဲ့ပရောဖက်ပြုချက်ကိုပြန်ကြည့်အောင်ဒံယေလပေါ်ပြထားတဲ့ရုပ်ထုကြီးထဲမှာရုပ်ထုကြီးရဲ့ခြေချောင်းဟာတန်နဲ့ရွှွတ်နဲ့ရောပြီးတိဆောက်ထားတာကိုတွေ့ရပါလိမ့်မယ်ဒါကိုဒံယေလအနာဂတ်ကျမ်းအခန်းကြီး2အခန်းငယ်42မှာခြေချောင်းတို့သည်ပန်တပိုင်းသရွတ်တပိုင်းဖြစ်သည်နှင့်အညီထိုနိုင်ငံသည်ခိုင်မာခြင်းနှင့်၎င်းကျိုးပဲ့ခြင်းနှင့်၎င်းဆက်ဆံလိမ့်မည်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်ရုပ်ထုကြီးရဲ့ခြေချောင်းလေးများဟာနိုင်ငံတစ်နိုင်ငံကိုပုံဆောင်ပါတယ်နိုင်ငံဆိုရင်တော့နိုင်ငံကိုအုပ်ချုပ်တဲ့ဘုရင်ရှိရမှာပါဒံယေလကဘာဖော်ပြခဲ့လဲဆိုရင်ဒီဘုရင်ဟာတော့အန်တီခရစ်ပဲဖြစ်လိမ့်မယ်လို့ဖော်ပြခဲ့ပါတယ်ခြေချောင်းလေး10ချောင်းဟာဘုရင်10ပါးကိုပုံဆောင်ပြီးဒီဘုရင်10ပါးဟာသူတို့ရဲ့အာဏာနဲ့သူတို့ရဲ့နိုင်ငံများကိုအန်တီခရစ်လက်အောက်ကိုပေးလိမ့်မယ်လို့ကျမ်းစာထဲမှာဖော်ပြထားပါတယ်။တန်နဲ့ရွှွတ်နဲ့ရတော့ဘာကိုဖော်ပြလဲဆိုရင်တန်ဟာအာဏာရှင်များအုပ်ချုပ်တဲ့ခိုင်မာတောင့်တင်းတဲ့နိုင်ငံများဖြစ်နိုင်ပြီးရွှွတ်များကတော့အနှဲငယ်ပြော့ညံ့တဲ့ဒီမိုကရက်တစ်နိုင်ငံများဖြစ်နိုင်ပါတယ်။တန်နဲ့ရွှွတ်နဲ့မရောနိုင်သလိုဒီနိုင်ငံများဟာလည်းအချင်းချင်းဘလို့မှပေါင်းဆက်လို့မရပဲဖြစ်နေတာကိုတွေ့ရမယ်လို့ပရောဖက်ပြုထားပါတယ်။တမန်ကျမ်းစာရဲ့ဖော်ပြချက်များအရအန်တီခရစ်ဟာအရှိအလေပိုင်းမှာဖြစ်ပွားနေတဲ့ပြဿနာရပ်များကိုဖြေရှင်းပေးပါလိမ့်မယ်။သူဟာ9နှစ်ကြာတဲ့ငြိမ်းချမ်းရေးစာချုပ်ကိုနိုင်ငံအားလုံးနဲ့သဘောတူညီမှုရယူနိုင်မှာဖြစ်ပါတယ်။ထို့အတူယေရုရှလင်မြို့ကိုခရစ်ယာန်မွတ်စလင်နဲ့ဂျူးများအားလုံးကိုညီတူညီမျှအခွင့်အရေးကိုပေးပြီးခွဲဝေပေးစေမှာဖြစ်ပါတယ်။ထို့အတူအန်တီခရစ်ဟာဂျူးများအတွက်တတိယဗိမာန်တော်ကိုပြန်လည်တည်ဆောက်ပေးမှာဖြစ်ပါတယ်။ဘယ်နေရာမှာဘလို့တည်ဆောက်ပေးမလဲဆိုတာကတော့ယနေ့ထိတိုင်အောင်ဘယ်သူမှမပြောပြသေးနိုင်ပါဘူး။အချမ်းစာတွေကဖော်ပြခြင်းများအတိုင်းဆိုရင်အန်တီခရစ်ဟာတကယ်ကိုဉာဏ်ပညာအမျှော်မြင်နဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ပြီးအားလုံးကသူ့ကိုငြိမ်းချမ်းရေးပညာရှင်ကြီးငြိမ်းချမ်းရေးရဲ့ပြီးသူကပညာရှင်ကြီးဟုအားလုံးကယူဆပြီးသူ့နောက်ကိုလိုက်ကြမှာဖြစ်ပါတယ်။ဤသူဟာအင်မတန်ကိုကြော်ကြားတဲ့လူလည်းဖြစ်ပြီးလူတိုင်းကသူ့ကိုချစ်မြတ်နိုးခြင်းကိုခံရမယ်လို့လည်းဖော်ပြထားပါတယ်။ Where he will attract people to believe in the peaceful solutions that he will bring to humanity. And he shall confirm the covenant with many for 7 years. The prophet Daniel says that the အားလုံးရဲ့အထင်ကြီးလေးစားမှုနဲ့လူများရဲ့ယုံကြည်မှုကိုရရှိပြီး3နှစ်ခွဲအကြာမှာတော့အန်တီခရစ်ဟာသူ့ရဲ့ပင်ကိုယ်ရုပ်လုံးကိုထုတ်ပြပါလိမ့်မယ်။သူဟာငြိမ်းချမ်းရေးစာချုပ်များကိုချိုးဖက်ပြီးအစ္စရေးနိုင်ငံကိုမြောက်ဘက်ကနေကျူးကျော်တိုက်ခိုက်ပါလိမ့်မယ်။ဗိမာန်တော်သစ်ထဲမှာသူ့ရဲ့ရုပ်ထုကြီးကိုထားပြီးသူ့ကိုယ်သူဖျားအဖြစ်ကြေညာပြီးလူအားလုံးကိုသူ့ကိုရှခိုးခိုင်းစေမှာဖြစ်ပါတယ်။အန်တီခရစ်ဟာသူ့ကိုယ်သူဖျားလိုကြေညာပြီးဖျားကဲ့သို့ပြုမှုနေထိုင်မှာဖြစ်ပါတယ်။သူဟာဖျားသခင်ကဲ့သို့အတုခိုးပြီးဖျားသခင်ပုံစံတိုင်းတပုံစံတိုင်းလိုက်ပြီးလှုပ်ယူမှာဖြစ်ပါတယ်။သူ့ကိုစာရန်ပေးထားတဲ့တကိုးများနဲ့သူဟာထူးခြားတဲ့နမိတ်လက္ခဏာများစွာကိုလည်းပြသနိုင်မှာဖြစ်ပါလိမ့်မယ်။တမန်ကျမ်းစာကိုသေချာမသိတဲ့သူများဟာသူ့ကိုယေရှုခရစ်တော်ဒါမှမဟုတ်မေရှိယဆိုပြီးအထင်မှားပြီးသူ့နောက်ကိုလူပေါင်းများစွာဟာလမ်းလွဲပြီးလိုက်ကြပါလိမ့်မယ်လို့ကျွန်တော်ထင်မြင်ပါတယ်လို့ပြောဆိုရတာဖြစ်ပါတယ်။ And those that are not deeply engaged with the relationship with God and understand the word of God good today may fall into that deception. အန်တီခရစ်နဲ့ပတ်သက်ပြီးကျမ်းစာထဲမှာပရောဖက်ပြုချက်များစွာရှိပါတယ်။ဒီအထက်ကတစ်ခုကတော့သက်တာလောနီဩဝါဒစာဒုတိယဆောင်အခန်းကြီး2အခန်းငယ်3မှာအဘယ်သူမျှတင်တို့ကိုအဘယ်သို့သောအဖြစ်မလှည့်ပြားစေနှင့်ထိုနေ့ရက်မရောက်မီဖောက်ပြန်သင်ခွဲခြင်းသည်အရင်ဖြစ်၍ဒုစရိုက်လူဒီဟုသောဖြက်စီးခြင်း၏သားသည်ပေါ်လာရလိမ့်မည်ထိုသူသည်ဖျားသခင်ဟူ၍၎င်းဖျားဟူ၍၎င်းခေါ်ဝေါ်သမျှသောအရာတို့ကိုရံပက်ပြု၍ကိုချီးမြှောက်သောအဖြစ်ဖျားသခင်၏ဗိမာန်တော်၌
ဖျားသခင်ကဲ့သို့ထိုင်၍ဖျားသခင်ဖြစ်အောင်ဆောင်လျက်ကိုပြတော်သူဖြစ်သည်လို့ဖော်ပြထားပါတယ်။အန်တီခရစ်ဟာမိမိရဲ့ရုပ်ထုကြီးကိုမော်ရီတောင်ပေါ်မှာရှိတဲ့ဗိမာန်တော်ထဲမှာထည့်ပြီးလူများကိုသူ့ရုပ်ထုကြီးကိုရှ िख ိုးခိုင်းစေမှာဖြစ်ပါတယ်။ထိုကဲ့သို့ဖြစ်လာတဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်အခုရက်နေတဲ့တန်လွင်တောင်ပေါ်မှာယေရှုခရစ်တော်ဟာတပည့်တော်များကိုသေချာရှင်းပြခဲ့ပါတယ်။ရှင်မသက်ခရစ်ဝင်အခန်းကြီး24အငယ်15ကနေစကြည့်မယ်ဆိုရင်ထို့ကြောင့်ပရောဖက်ဒံယေလဟောသည့်အတိုင်းဖြည့်ဆည်းတတ်သောယွန်းရှားပွဲအရာသည်တန်ရှင်းသောအယက်ဌာန၌စိုက်နေသည်ကိုသင်တို့မြင်ရလျင်ကျမ်းစာကိုကြည်သောသူသည်နားလည်ပါစေထို့သောမြင်ရလျင်ယူဒပြည်၌ရှိသောသူတို့သည်တောင်ပေါ်သို့ပြေးကြစေအိမ်မိုးပေါ်မှာရှိသောသူသည်အိမ်ထဲကဥစ္စာကိုယူစေခြင်းကမစင်းစေနှင့်လယ်၌ရှိသောသူသည်လည်းမိမိအဝတ်ကိုယူစေခြင်းကနောက်သို့မပြန်စေနှင့်အကြောင်းမူကားကဘာဦးမှစ၍ယခုတိုင်အောင်မဖြစ်စဖူးနောင်၌လည်းမဖြစ်လက်တန့်သောကြီးစွာသောဒုက္ခသည်ထိုကာလ၌ဖြစ်လိမ့်မည်လို့ဖော်ပြထားပါတယ်။ပရောဖက်ကြီးဒံယေလနဲ့ယေရှုခရစ်တော်တို့နှစ်ယောက်စလုံးကအန်တိခရစ်ရဲ့ရုပ်ထုကြီးကိုဖျက်ဆီးတတ်သောယွန်ရှာပွေသောအရာလို့ဖော်ပြခဲ့ပြီးဗျာဒိတ်ကျမ်းထဲမှာတော့သားရဲ့ရုပ်ထုလို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီသားရဲ့ရုပ်ထုကြီးဟာအရန်ကိုအစစ်မြင့်မားတဲ့ကွန်ပျူတာပညာနဲ့တိစောက်ထားတဲ့ကွန်ပျူတာကြီးတစ်လုံးဖြစ်နိုင်ပြီးကဘာတဝမ်းမှာရှိတဲ့သူများအားလုံးနဲ့ဆက်ဆံနိုင်ပါတယ်။သူ့ကိုမကိုးကွယ်တဲ့သူများကိုလည်းတပ်ပစ်နိုင်လောက်အောင်အစွမ်းအစရှိတဲ့ရုပ်ထုကြီးဖြစ်ပါလိမ့်မယ်။ဒံယေလအနာဂတိကျမ်းအခန်းကြီး7အငယ်36မှာရှင်ဘုရင်တစ်ပါးသည်မိမိအလိုလျောက်ပြု၍ဖျားအပေါင်းတို့ထက်ကိုချီးပင့်မြောက်စားလျက်ဖျားတို့၏ဖျားကိုစန့်ကျင်ပဲ့ပြု၍အံ့ဘွယ်သောစကားကိုပြောလိမ့်မည်။ဒေါသအမျက်စိတ်ဆုံသည့်ကာလတိုင်အောင်ကောင်းစားလိမ့်မည်။စီရင်ဆုံးဖြတ်သမျှအတိုင်းဖြစ်ရလိမ့်မည်။ထိုမင်းသည်ဘိုးဘေးတို့ကိုးကွယ်သောဖျားကို၎င်းမိမ၌တတ်မဲ့သောအလိုကို၎င်းတပါးသောဖျားများကို၎င်းပမာဏမပြုသူတကာတို့ထက်ကိုချီးမြှောက်လိမ့်မည်။အဲဒီနောက်မှာတော့အန်တိခရစ်ဟာသားရဲ့သင်္ကေတလက္ခဏာဖြစ်တဲ့666ကိုလူတိုင်းကိုလက်ခံစေမှာဖြစ်ပါတယ်။လူတွေရဲ့နှစ်ဖူးပေါ်မှာတော့၎င်းလက်ဖြံပေါ်မှာတော့၎င်းရေးသားမှာဖြစ်ပါတယ်။ဒါဟာအင်ပတန်သိငယ်တဲ့ကွန်ပျူတာ chips လေးတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒီအရာမရှိဘဲနဲ့လူတွေဟာဈေးဝယ်ခြင်းရောင်းဝယ်ဖောက်ကားခြင်းမလုပ်နိုင်ဘူးလို့လည်းကျမ်းစာထဲမှာအတိအကျဖော်ပြထားပါတယ်။ဗျာဒိတ်ကျမ်းအခန်းကြီး73အငယ်16မှာငွေရတတ်သောသူစင်ရဲသောသူကျွန်ခံရသောသူလွတ်သောသူအကြီးငယ်ရှိသမျှတို့သည်လက်ရလက်၌ဖြစ်စေနှစ်ဖူး၌ဖြစ်စေတစိမ့်လက်မှတ်ကိုခံစေခြင်းဟာ၎င်းထိုတစိမ့်လက်မှတ်ဒီဟုသောသားရဲ့၏နာမဖြစ်စေနာမရဲ့အရေးအတွက်ဖြစ်စေတခုခုကိုမခံသောသူတယောက်မျှမယောင်းမဝယ်စေခြင်းဟာစီရင်၏ဤယာ၌ပညာရှိ၏ဉာဏ်ရှိသောသူသည်သားရဲ့၏အရေးအတွက်ကိုရေတွက်စေလူ၏အရေးအတွက်ဖြစ်၏666လည်းဖြစ်၏ဒီပရောဖက်ပြုချက်များဟာအရင်ခေတ်တုန်းကတော့မဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ယခုခေတ်အချိန်ကာမှာတော့ဖြစ်နိုင်ဖို့အင်မတန်နှိစက်နေပါပြီတိုးတက်လာတဲ့နည်းပညာအရငွေကြေးငွေသားများဟာပျောက်ဆုံးသွားပြီးပလတ်စတစ်ပတ်စံလို့ခေါ်တဲ့ credit card များအသုံးပြုခြင်းဟာအစားထိုးလာတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီနည်းနဲ့အန်တီခရစ်ဟာလူများအားလုံးကိုကင်တွယ်ပါလိမ့်မယ်အချို့သောနိုင်ငံတွေဟာအန်တီခရစ်ကိုပြန်လည်ပြီးပုံကန်လိမ့်မယ်လို့ပရောဖက်ကြီးဒံယေလကပရောဖက်ပြုခဲ့ပါတယ်အထူးသဖြင့်ရုပ်ထုဆင်းတုကိုးကွယ်ခြင်းကိုလက်မခံတဲ့ခရစ်ယာန်နိုင်ငံအစ္စလာမ်နိုင်ငံများဟာအန်တီခရစ်ကိုပြန်လည်တော်လှန်ပါလိမ့်မယ်ဒါပေမဲ့အန်တီခရစ်ဟာဒီတော်လှန်တဲ့နိုင်ငံများကိုပြားပြဝတ်သွားအောင်နှိမ်နှင်းမှာဖြစ်ပါတယ်လူသမိုင်းတစ်လျှောက်လုံးမှာမကြုံဘူးတဲ့လူပေါင်းမြောက်များစွာတပ်ဖြတ်မှုကြီးကိုအန်တီခရစ်ဟာကျူးလွန်လိုက်မှာဖြစ်ပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးယေရှုခရစ်တော်ကဘယ်လိုပြောထားလဲဆိုရင်ထိုကာလတာရှည်လျင်အဘယ်သူမျှမလွတ်နိုင်ရာရွေးချယ်သောသူတို့အဖို့လို့ငါထိုကာလသည်တိုလိမ့်မည်ရှမသဲအခန်းကြီး24အခန်းငယ်22မှာဖော်ပြထားပါတယ်ထိုကဲ့သို့လူမဆန်စွာနှိပ်စက်ညှဉ်းပန်းမှုများဟာ3နှစ်ခွဲကျော်ကြာမြင့်ပြီဖြစ်ပြီးထိုကာလကိုဘေးဒဏ်ကြီးကာလလို့တမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်ထိုအရာများဖြစ်ပြီးတဲ့နောက်မှာတော့ယေရှုခရစ်တော်ဟာဘုန်းတကိုးအာနုတော်အပြည့်နဲ့ပြန်လည်ကြွလာမှာဖြစ်ပါတယ်ကျမ်းစာထဲမှာထိုအခါလူသား၏နမိတ်လက္ခဏာသည်ကောင်းကင်၌ထင်ရှားလိမ့်မည်မြေကြီးပေါ်မှာလူအပေါင်းတို့သည်ငိုကြွေးမြည်တမ်းကြ၏လူသားသည်ကြီးစွာသောဘုန်းတကိုးအာနုဘော်ကိုဆောင်လျက်မိုးတိမ်ကိုစီး၍ကျလာတော်မူသည်ကိုမြင်ရကြလိမ့်မည်
လူသားသည်မိမိတမန်တို့ကိုစေလွှတ်၍တဘိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်သူတို့သည်ရွေးချယ်တော်မူသောသူတို့ကိုအရက်လေးမျက်နှာကောင်းကင်အောက်ထက်ဝင်းကျင်တို့မှခေါ်၍စုယုံကြလက်တန်လို့ဖော်ပြထားပါတယ်။အန်တီခရစ်ဟာသူ့ရဲ့ရုပ်ထုကြီးကိုလူတွေကိုကိုးကွယ်စေပြီးတဲ့နောက်3နှစ်ခွဲအကြာမှာတော့ယေရှုခရစ်တော်ဟာပြန်လည်ကြွလာမှာဖြစ်ပါတယ်။ယေရှုခရစ်တော်မိုးတိမ်ကိုစီးပြီးပြန်လည်ကြွလာတာကိုလူသားတိုင်းကမြင်ရတာဖြစ်ပါတယ်။ယေရှုခရစ်တော်ပြန်လာတဲ့အခါမှာဒီဘေးဒဏ်ကြီးကာလတစ်လျှောက်လုံးယေရှုခရစ်တော်ပေါ်သစ္စာရှိခဲ့တဲ့သူများကိုသူဟာပြန်လည်သိမ်းဆည်းမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့အန်တီခရစ်နဲ့သူ့ရဲ့အပေါင်းပါများကိုပြန်လည်တရားစီရင်မဲ့နေ့ရောက်ရှိလာပြီဖြစ်ပါတယ်။ဗိမာန်တော်တဲကကြီးသောအတန်ကတွားကြလော့ဖျားသခင်အမျက်တော်ဖလားခုနှလုံးကိုမြေကြီးပေါ်သို့သွန်းလောင်းကြလော့ဟုကောင်းကင်တမန်ခုနှစ်ပါးတို့အားပြောဆိုသည်ကိုငါကြားရ၏ပထမသူသည်တွား၍မိမိဖလားကိုမြေကြီးပေါ်သို့သွန်းလောင်းလျင်သားရဲ့၏တစိမ့်လက်မှတ်ကိုခံ၍သူ၏ရုပ်ထုကိုကိုးကွယ်သောလူတို့၌အလွန်ဆိုးသောအနှစိမ့်ပေါက်လေ၏ဒုတိယကောင်းကင်တမန်သည်မိမိဖလားကိုပင်လယ်ပေါ်သို့သွန်းလောင်းလျင်ပင်လယ်သည်လူသေးအသွေးကဲ့သို့သောအသွေးဖြစ်၏ပင်လယ်၌အသက်ရှင်သောတရဝါအပေါင်းတို့သည်သေကြ၏တတိယကောင်းကင်တမန်သည်မိမိဖလားကိုမြစ်ပေါ်သို့၎င်းစမ်းရွေတွင်းပေါ်သို့၎င်းသွန်းလောင်းလျင်ထိုအရာတို့သည်အသွေးဖြစ်ကြ၏စတုတ္ထကောင်းကင်တမန်သည်ဖလားကိုနေပေါ်သို့သွန်းလောင်းလျင်နေသည်လူတို့ကိုမီးလောင်ရသောအခွင့်ကိုရ၏ပူအားကြီးသောအရှိန်ဖြင့်လူတို့သည်လောင်ခြင်းကိုခံရ၍ထိုဘေးဒဏ်တို့ကိုအစိုးပိုင်တော်မူသောဖျားသခင်နာမတော်ကိုကျိန်ဆဲကြ၏ဖျားသခင်ကိုချီးမွမ်းခြင်းအလိုငါနောင်တမရကြပြင်စမကောင်းကင်တမန်သည်မိမိဖလားကိုသားရိပ်ပလင်သို့သွန်းလောင်းလျင်သူ၏နိုင်ငံသည်မှောင်မိုက်အထိဖြစ်လေ၏နိုင်ငံသားတို့သည်ပင်ပန်းအားကြီးသည်နှင့်မိမိတို့ရှာကိုကိုက်ခဲကြ၏မိမိတို့ခံရသောဝေဒနာနှင့်အနာစိမ်းများကြောင့်ကောင်းကင်ဘုံ၏အရှင်ဖျားသခင်ကိုကျိန်ဆဲကြ၏မိမိတို့အကျင့်ကိုလည်းနောင်တမရကြဆဋ္ဌမကောင်းကင်တမန်သည်မိမိဖလားကိုဥဖရက်မြစ်ကြီးပေါ်သို့သွန်းလောင်းလျင်အရှိမျက်နာဘရင်တို့သွားရလမ်းကိုပြင်ဆင်စေခြင်းအလို့ငါထိုမြစ်ရည်သည်ခန်းချောက်လေ၏ဟေပြဲဘာသာအဖြစ်အမေကတော်ဟုအမည်ရှိသောအရပ်၌စစ်တိုက်ဖို့ရန်စုဝေးစေကြ၏ဗျာဒိတ်ကျမ်းအခန်းကြီး16တက်မှနေ15အထိကိုဖတ်သွားတာဖြစ်ပါတယ်အခုတွေ့မြင်နေရတာတော့မေဂီဒိုလို့အမည်ရတဲ့ဂျိုင်ဝမ်ပဲဖြစ်ပါတယ်တမန်ကျမ်းစာရဲ့ဖော်ပြချက်အများအရနောက်ဆုံးသောစစ်ပွဲဖြစ်တဲ့အမေရိကန်စစ်ပွဲဟာဒီနေရာမှာဖြစ်ပါတယ်ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးနပိုလီယန်ဒီနေရာကိုရောက်ရှိခဲ့စဉ်တုန်းကဒီနေရာကိုကြည့်ပြီးအင်မတန်ကိုစစ်တိုက်လို့ကောင်းတဲ့နေရာလို့သတ်မှတ်ချက်ပေးခဲ့ပါတယ်အခြားသောစစ်ဗိုလ်ချုပ်များစွာဟာလည်းဒီနေရာဟာအင်မတန်ကိုစစ်တိုက်လို့ကောင်းမဲ့နေရာဟုသတ်မှတ်ချက်များပေးခဲ့ပါတယ်တမန်ကျမ်းစာရဲ့ဖော်ပြချက်များအရအမေရိကန်ဆိုတဲ့နောက်ဆုံးသောစစ်ပွဲဟာဒီနေရာမှာဖြစ်ပါတယ်ကောင်းကင်ဘုံမှာဖျားသခင်နဲ့သူ့ရဲ့တပ်မတော်ကြီးဟာတိုက်ပွဲဝင်ဖို့အသင့်ပြင်ဆင်နေတဲ့အချိန်မှာတော့မြေကြီးပေါ်မှာအန်တီခရစ်ဟာသူ့ရဲ့တပ်မတော်ကိုစူးစီးပြီးသူ့ကိုပုံကန်တဲ့လူများကိုနှိမ်နှင်းဖို့ကြိုးစားနေပါတယ်ဒီအချိန်မှာကောင်းကင်ကနေဖျားသခင်ရဲ့တပ်မတော်ဟာမြေပြင်သို့ရောက်ရှိလာပြီးအန်တီခရစ်နဲ့အန်တီခရစ်ရဲ့အပေါင်းပါများကိုတုတ်တင်ရှင်းလင်းပြမှာဖြစ်ပါတယ်The Antichrist turns his weapons against the celestial forces, and a battle like no other on earth ensues. The Battle of Armageddon. ဒီလိုစစ်ပွဲဖြစ်ပွားတဲ့အခါမှာတော့တရားမျှတမှုကိုရရှိဖို့အတွက်ဆုတောင်းနေသူရဲ့ဆုတောင်းချက်များဟာပြည့်စုံမှာဖြစ်ပါတယ်။ဖျားသခင်ရဲ့သီးခံခြင်းအတိုင်းအတာဟာကုံဆုံးသွားပြီးအန်တီခရစ်နဲ့သူ့ရဲ့အပေါင်းပါများကိုဖျားသခင်သည်တုတ်တင်ရှင်းလင်းပြမှာဖြစ်ပါတယ်။ကြီးစွာသောအလုံးကြီးအတန်ကဲ့သို့တောင်တို့ပေါ်မှလူအများ၏အတန်ပလံစုဝေးသောတိုင်းသူပြည်သားများတို့၏အုပ်အုပ်ကျက်ကျက်သောအတန်ပလံရှိသည်နှင့်ကောင်းကင်ဘိုးကြီးအရှင်ထာဝရဘုရားသည်စစ်တိုက်ခြင်းငှာအလုံးရင်းကိုစီရင်ခင်းကျင်းတော်မူ၏ထာဝရဘုရားနှင့်အတူတကွအမျက်တော်လက်နက်တို့သည်တပြည်လုံးကိုဖျက်ဆီးခြင်းငှာဝေးသောပြည်ကောင်းကင်စွန်းမှလာကြ၏ထာဝရဘုရား၏နေ့ရက်သည်နီးသောကြောင့်ငိုကြွေးမြည်တမ်းကြလော့အနန္တတကိုးရှင်စီရင်တော်မူသောဘေးအန္တရာယ်ကဲ့သို့လာလိမ့်မည်လို့ဟေရှာယအနာဂတိကျမ်းအခန်းကြီး73အခန်းငယ်4မှ6မှာဖော်ပြထားပါတယ်ထိုလောကီနိုင်ငံအပြစ်ကို၎င်းမတရားသောသူတို့၏ဒုစရိုက်များကို၎င်း
ငါစစ်ကြောမည်ဟုဖော်ပြထားပါတယ်ဒံယေလအနာဂတ်ကျမ်းထဲမှာပါတဲ့ပရောဖက်ပြုချက်မှာဖော်ပြထားတဲ့ကောင်းကင်ကကြလာတဲ့လူလက်နဲ့မလုပ်တဲ့ကြောက်တုံးကြီးဟာယေရှုခရစ်တော်ကိုပုံဆောင်တာဖြစ်ပါတယ်ယေရှုခရစ်တော်ကကောင်းကင်ကနေကြွလာပြီးအန်တိခရစ်ကိုဖျက်ဆီးပစ်မယ်လို့ပုံဆောင်ထားတာဖြစ်ပါတယ် Beginning of a new and spiritual temple foundation. Just as the stone was cut without hands and came hurling to destroy the image in Daniel chapter 2, so Jesus, the Son of God, comes from heaven to lay a final blow to the Antichrist's kingdom. ဒီအမေဂရုစစ်ပွဲဟာ45ရက်ကြာမြင့်လိမ့်မယ်လို့ပရောဖက်ကြီးဒံယေလကဖော်ပြထားပါတယ်။အဲ့ဒီနောက်မှာတော့ဘုရားသခင်ဟာအန်တိခရစ်နဲ့အပေါင်းပါများကိုကန့်နဲ့လောင်နဲ့မိအိုင်တွင်းသို့ချပစ်မှာဖြစ်ပါတယ်။ပရောဖက်ကြီးယေဇကျေလရဲ့ပရောဖက်ပြုချက်အရဒီအမေဂရုတိုက်ပွဲအတွင်းမှာတိတ်ဆုံးသွားတဲ့သူတွေကိုမြေမြုပ်တင်းကြိုဖို့အတွက်9လတိတိတောင်ကြာမြင့်လိမ့်မယ်လို့ပြောထားပါတယ်။ထို့အတူဒီစစ်ပွဲပြီးသွားတဲ့နေရာကိုရှင်းလင်းဖို့အတွက်9နှစ်တိတိကြာမြင့်လိမ့်မယ်လို့ပြောပြထားတာကိုလည်းတွေ့ရှိရပါတယ်။ဒီအမေဂရုစစ်ပွဲပြီးတဲ့အခါမှာတော့ယေရှုခရစ်တော်ဟာတကဘာလုံးရဲ့အရှင်ဘုရင်ဖြစ်ယခုတွေ့မြင်နေရတဲ့တန်လင်းတောင်ပေါ်ကိုကြွဆင်းမှာဖြစ်ပါတယ်။ဇာခရိအနာဂတိကျမ်းအခန်းကြီး14အငယ်4မှာထိုနေ့ရက်၌ခြေတော်သည်ယေရုရှလင်မြို့ရှိတန်လင်းတောင်ပေါ်မှရက်၍တန်လင်းတောင်သည်အရှိဘက်မှအနောက်ဘက်တိုင်အောင်အလယ်၌ကွဲသဖြင့်အလွန်ကြီးသောဂျိုင့်ဖြစ်လိမ့်မည်။တောင်တစ်ဝက်သည်မြောက်ဘက်သို့၎င်းတစ်ဝက်သည်တောင်ဘက်သို့၎င်းရွှေ့ရလိမ့်မည်။အငယ်9မှာတော့ထာဝရဘုရားသည်တပြည်လုံးတွင်ရှင်ဘုရင်ဖြစ်တော်မူမည်။ထိုနေ့ရက်၌ထာဝရဘုရားတပါးတည်းနာမတော်တပါးတည်းဖြစ်တော်မူလိမ့်မည်လို့ဖော်ပြထားပါတယ်။ပရောဖက်ကြီးဇာခရိရဲ့ပရောဖက်ပြုချက်ဟာပြည့်စုံဖို့အလွန်ကိုနီးကပ်နေပါပြီ။ဘာဖြစ်လို့လဲဆိုတော့ယခုအချိန်မှာတန်လွင်တောင်ကိုကြည့်လိုက်ရင်တန်လွင်တောင်ဟာတကယ့်ကိုငရင်ကြောကြီးတစ်ခုပေါ်မှာတည်ရှိနေတယ်လို့ဘူမိဗေဒပညာရှင်တွေကပြောကြပါတယ်။ထို့အတူသူတို့ကယခုအချိန်မှာတော့တန်လွင်တောင်မှာဟိုးထိတ်ဆုံးကနေအောက်ဆုံးထိမြောက်မတောင်သို့6လက်မလောက်ကျဲတဲ့အကွဲချောင်းကြီးတစ်ခုစတင်ဖြစ်ပေါ်နေပြီလို့သူတို့ကပြောကြပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ပြန်လာတဲ့အခါမှာအခုနပရောဖက်ပြုချက်အတိုင်းပဲတန်လွင်တောင်ပေါ်ကိုယေရှုခရစ်တော်ပြန်လည်ဆင်းကြွပြီးဒီတောင်ဟာနှစ်ချမ်းကွဲဝါမှာဖြစ်ပါတယ်။ဒီလိုအချိန်မှာတကဘာလုံးမှာရှိတဲ့လူသားတိုင်းမျက်စိရှိတဲ့လူတိုင်းမြင်ရမယ်ဖြစ်ပြီးနားရှိတဲ့လူတိုင်းကြားရမယ်ဖြစ်တယ်လို့ကျမ်းစာထဲမှာဖော်ပြထားတဲ့ဖော်ပြချက်များလည်းရှိပါတယ်။ဒါကြောင့်ဒီအချိန်မှာအထူးသဖြင့်သေဆုံးသွားပြီးသောယုံကြည်သူများသည်ပြန်လည်အသက်ပြန်လည်ရှင်ရတဲ့အခွင့်ကိုရရှိမှာဖြစ်တယ်လို့ဝိညာဏကိုယ်ခန္ဓာကိုပြောင်းလဲပြီးယေရှုခရစ်တော်နဲ့အတူတူကစံမြန်းရမှာဖြစ်တယ်လို့လည်းပြောဆိုနေကြတာဖြစ်ပါတယ်။ Fashion, I'm sure it will be different then. There will be a lot of commotion. There will be a lot of supernatural manifestations that God will reveal Himself through Christ, and Christ Himself will come and will land, I believe, right on the Mount of Olives. And then, of course, we have there a large graveyard right now of all many people, even David's tomb and others that believe that because Christ or the Messiah, the Jewish people, even non-Christians, believe the same way, that when Christ or the Messiah will come, those will be the first to be resurrected because they are buried in Mount of Olives or close to the Mount of Olives. And so again, there will be a lot of the resurrection part. There will be the commotion of His arrival. There may be the split of the mountain. All the functions of the heavenlies, sun, moons, and stars will take different shape. And so we are expecting real dramatic moments around here. အခုတွေ့မြင်နေရတာတော့ယေရုရှလင်မြို့တဲကိုဝင်တဲ့မြို့ရဲ့ဂိတ်ရွာတစ်ခုပဲဖြစ်ပါတယ်။ဒီဂိတ်တကားရဲ့နာမည်ကိုရွှေဂိတ်တကားလို့အားလုံးကခေါ်ကြပါတယ်။ဒီရွှေရောင်ဂိတ်တကားကနေပြီးယေရှုခရစ်တော်ကယေရုရှလင်မြို့တဲကိုနောက်ဆုံးအချိန်ဝင်လာခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာလူတွေကဟောရှာနာဖြစ်စေတည်းဟောရှာနာဖြစ်စေတည်းဆိုပြီးယေရှုခရစ်တော်ကိုဒီဂိတ်ကနေပြီးကြိုဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဒီရွှေဂိတ်တကားကိုဘယ်သူမှဝင်လို့ထွက်လို့မရအောင်ပိတ်ထားတာကိုအားလုံးတွေ့မြင်ကြမှာဖြစ်ပါတယ်။ယေရုရှလင်မြို့ကိုမွတ်စလင်ဘုရင်တစ်ပါးအုပ်စိုးခဲ့စဉ်ကဒီဘုရင်ဟာကိုရန်ကျမ်းထဲမှာပရောဖက်မိုဟာမက်ရေးထားတဲ့ကျမ်းပိုက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ကိုရန်ကျမ်းထဲမှာယေရှုခရစ်တော်ပြန်လည်ယေရုရှလင်မြို့ကိုလာရင်ဒီဂိတ်တကားဝါကနေဝင်လာပြီးတော့ဒီမြို့တော်ကြီးကိုသိမ်းပိုက်လိုက်မယ်လို့ရေးထားပါတယ်။သူဟာသူ့ရဲ့ထီးနှံကိုဖြုတ်ချပြီးယေရုရှလင်မြို့ကိုပြန်လည်သိမ်းပိုက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ဘယ်သူမှဒီဂိတ်တကားကဝင်လာလို့မရအောင်ဒီဂိတ်တကားကိုပိတ်ခဲ့ပါတယ်။ဒီလိုပိတ်ခဲ့ခြင်းဟာနောက်ထပ်ပရောဖက်ပြုခြင်းတစ်ခုကိုထပ်မံပြည့်စုံစေခဲ့ပါတယ်။ယေဇကျေလအနာဂတိကျမ်းအခန်းကြီး44အခန်းငယ်2မှာ
ထာဝရဘုရားကလည်းဤတကားကိုမဖွင့်ဘဲပိတ်ထားလျက်ရှိရမည်လူများမဝင်ရကြအကြောင်းမူကားဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားဝင်တော်မူသောကြောင့်ပိတ်ထားလျက်ရှိရမည်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်ပရောဖက်ကြီးဒံယေလပရောဖက်ပြုသွားတဲ့နောက်ဆုံးအချက်လေးကိုကြည့်အောင်ရုပ်တုကြီးကိုကြောက်တုံးကထိပြီးသွားရင်ဘာဖြစ်သွားမှာလဲဒံယေလအနာဂတိကျမ်းအခန်းကြီး2အခန်းငယ်35မှာတန်တရွတ်ကြေးဝါငွေရွှေတို့သည်ကျိုးပဲ့ကြေးမွားလျက်ຫນွေကာလ၌ကောင်းနယ်တလင်းအမှုန်ကဲ့သို့ဖြစ်သဖြင့်လေတိုက်၍လွင့်၍သူတို့နေရာမရှိပျောက်လေ၏ရုပ်တုကိုထိခိုက်သောကြောက်မူကားတိုးပွားသဖြင့်တောင်ကြီးဖြစ်၍မြေကြီးတစ်ပြင်လုံးကိုဖုံးလွှမ်းသည်ဟုမြင်မဲ့တော်မူ၏လို့ဖော်ပြထားပါတယ်ဒီကြောက်တုံးကြီးဟာရုပ်တုကြီးရဲ့ခြေထောက်ကိုထိပြီးရုပ်တုကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်ဆိုတာဟာဒီကဘာကြီးကိုလူသားတွေအုပ်ချုပ်တဲ့အချိန်ကုန်ခန်းပြီးဘုရားသခင်ကိုယ်တိုင်အုပ်ချုပ်တဲ့အချိန်ပြန်ရောက်လာပါလိမ့်မယ်လို့ဖော်ပြထားတယ်လို့ယူဆရပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး2အခန်းငယ်3မှာဆိုရင်များပြားသောသူတို့ကလည်းလာကြလော့ထာဝရဘုရား၏တောင်းတော်ယာကုပ်အမျိုး၏ဘုရားသခင်အိမ်တော်သို့တက်သွားကြကုန်အံ့လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ငါတို့သည်ရှေးရာတော်ကိုလိုက်သွားကြမည်ဟုခကြီးသွားလျက်ပြောဆိုကြလိမ့်မည်ထာဝရဘုရားသည်ဇီးအိုတောင်မှ၎င်းထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ၎င်းပေါ်ထွက်လိမ့်မည်လို့ဖော်ပြထားပါတယ်နောက်ဆုံးမှာတော့ကဘာကြီးဟာတကယ်ကိုအေးချမ်းပြီးတရားမျှတတဲ့အချိန်ကိုပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်မတရားမှုများစစ်ပွဲများအနိုင်ယူခြင်းများအဂတိလိုက်စားခြင်းများတကူကောင်းဆန်ခြင်းများလုံးဝမရှိတော့ဘဲနဲ့ယေရှုခရစ်တော်ရဲ့ကောင်းကင်တမန်များရဲ့အသင်းတော်သိမ်းဆည်းခြင်းကသိမ်းဆည်းခံရတဲ့ယုံကြည်သူများဟာကဘာကြီးကိုတကယ်ပဲတရားမျှတတဲ့ကဘာကြီးတစ်ခုဖြစ်အောင်ပြန်လည်တည်ဆောက်ကြမှာဖြစ်ပါတယ်ထာဝရဘုရားသည်လူမျိုးတို့တွင်တရားစီရင်၍များပြားသောလူတို့ကိုစုံမတော်မူသဖြင့်သူတို့ဓာလဲလင်များကိုထွန်သွားဖြစ်စေခြင်းက၎င်းလှံများကိုဒဇင်ဖြစ်စေခြင်းက၎င်းထုလုပ်ကြလိမ့်မည်တပီးကိုတပီးစစ်မတိုက်စစ်အတက်ကိုလည်းနောင်တဖန်မသိရကြလို့ဟေရှာအနာဂတိကျမ်းအခန်းကြီး2အခန်းငယ်4မှာဖော်ပြထားပါတယ်ဆက်လက်ပြီးဟေရှာအနာဂတိကျမ်းအခန်းကြီး14အငယ်6မှာလူတော်ဝါတို့ကိုအမျက်ထွက်၍အစင်မပြတ်ရိုက်ခြင်းအတိုင်းတိုင်းအပြည်ပြည်တို့ကိုမာနစိတ်နှင့်အုပ်ဆိုး၍အစင်မပြတ်နှင်းဆဲခြင်းကိုပြုသောအာဓမလူတို့၏တောင်ဝေးကို၎င်းထိုသို့အစိုးရသောသူတို့၏ယာစလှန်တံကို၎င်းထာဝရဘုရားချိုးတော်မူပြီးမြေတစ်ပြင်လုံးသည်ငြိမ်ဝှက်ချမ်းသာခြင်းရှိ၏ရွှင်လန်းစွာသချင်းဆိုသံနှင့်ကြွေးကြော်ကြ၏လို့ဖော်ပြထားပါတယ်အဲ့ဒီနောက်မှာတော့ကဘာကြီးဟာမိလေနီကာလကိုရောက်ရှိမှာဖြစ်ပါတယ်မိလေနီဆိုတာလက်တင်ဘာသာစကားဖြစ်ပါတယ်အတိတ်ပဲကတော့နှစ်ပေါင်း1000လို့အတိတ်ပဲရှိပါတယ်ဒီနှစ်ပေါင်း1000အတွင်းမှာအန်တီခရစ်ကိုကန့်နယ်လောင်တဲ့မိအိုင်အတွင်းသို့ချပစ်ပြီးအန်တီခရစ်ကိုတကိုးအာနာပေးအပ်တဲ့စာတန်ကိုတော့ချုပ်နှောင်ပြီးတော့ကဘာရဲ့အလယ်မှာသူ့ကိုချုပ်နှောင်ထားမှာဖြစ်ပါတယ်စာတန်မရှိတော့တဲ့အတွက်ကတ်ဆိုးပေါင်းများစွာဟာလည်းမရှိတော့သလိုကဘာကြီးကအင်မတန်ကိုအေးချမ်းသာရတဲ့အခြေအနေကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်ကဘာကြီးကအာရန်နဲ့အေဝါတို့ကခေတ်အတိုင်းဖျားသခင်ဖန်ဆင်းသားကအတိုင်းပြန်လည်ငြိမ်းချမ်းစွာတည်ရှိနေမှာဖြစ်ပါတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး35အခန်းငယ်9မှာထိုအခါမျက်စိကန်းသောသူတို့သည်မျက်စိပွင့်လင်းကြလိမ့်မည်နားပင်းသောသူတို့သည်နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်ခြေစွန့်သောသူတို့သည်တရေကဲ့သို့ခုန်ကြလိမ့်မည်စကားအားသောသူတို့သည်တခြင်းဆိုကြလိမ့်မည်အကြောင်းမူကားတော၌ဆန့်ရည်ထွက်၍လွင်ပြင်၌မြစ်ရည်စီးလိမ့်မည်တန်လျက်သည်ရေကန်ဖြစ်လိမ့်မည်သွေးချောက်သောမြေသည်ဆန့်ရည်တွင်ဖြစ်လိမ့်မည်လို့ဖော်ပြထားပြီးတော့ယေဇကျေလအနာဂတိကျမ်းအခန်းကြီး36အခန်းငယ်35မှာထိုအခါသူတို့ဘာတို့ကအရင်စွန့်ပစ်သောဤမြေသည်အေဒင်ဥယျာဉ်ကဲ့သို့ဖြစ်လိမ့်မည်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်မိလေနီကာလအကြောင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့တိအချက်အနေနဲ့မိလေနီကာလမှာစာတန်မရှိတော့တဲ့အတွက်စာတန်ပြုလုပ်သွားတဲ့မကောင်းမှုတွေအထူးသဖြင့်လူတွေရဲ့တွေးခေါ်မှုတွေဟာအစပြောင်းလဲသွားမှာပါမကောင်းမှုတွေတွေးခြင်းအနှုတ်လက္ခဏာဘက်ကတွေးခြင်းတယောက်နဲ့တယောက်မနာလိုခြင်းသူတို့ဘာတဲ့ကိုပို့ပြီးတာလိုခြင်းစတဲ့အချက်လက်တွေဟာလုံးဝရှိတော့မှာမဟုတ်ပါဘူးဒုတိယအချက်အနေနဲ့ဆိုရင်တော့ဖျားသခင်ဟာကျွန်တော်တို့နဲ့အမြဲတမ်းအတူရှိနေမှာဖြစ်ပါတယ်အထူးသဖြင့်အာရန်နဲ့အေဝါရှိစဉ်ကဖျားသခင်ကအာရန်နဲ့အေဝါနဲ့အတူလာပြီးလမ်းလျှောက်တယ်လို့မျိုးဖျားသခင်နဲ့ကျွန်တော်တို့ကယဉ်နီးစွာနေရတဲ့အခွင့်ကိုရရှိမှာဖြစ်ပါတယ်Say the Spirit of God is moving, and you need to go to Toronto. You need to go to different places to get that spiritual. It was natural
experience for Adam and Eve to have God, involved in their life. I think it will be the same in the millennium. God will be part of our life in all the aspects of our life, and it will not be something religious. It will be natural. It will be a beautiful relationship of love and harmony between man and God. ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး7အငယ်6မှာတော့ဘလို့ဖော်ပြထားလဲဆိုရင်တောခွေးသည်တိုးတငယ်နှင့်အတူနေလိမ့်မည်ကြက်သက်သည်စိတ်တငယ်နှင့်အတူအိပ်လိမ့်မည်နွားတငယ်ချင်းသည့်တငယ်စူအောင်ကျွေးသောအကောင်တို့သည်အတူသွားလာကြ၍လူတငယ်သည်သူတို့ကိုပို့ဆောင်လိမ့်မည်နွားမနှင့်ဝံမသည်အတူကျက်စား၍သူတို့သားငယ်များသည်အတူအိပ်ကြလိမ့်မည်ရှင်သေးသည်လည်းနွားကဲ့သို့မြက်ကိုစားလိမ့်မည်လို့ဖော်ပြထားတာတွေ့ရပါတယ်အခုနဖတ်သွားတဲ့ကျမ်းပိုက်ထဲကရှင်သေးဟာတိုးတငယ်နဲ့အတူတူအိပ်လိမ့်မယ်ဆိုတာအတူတူနေလိမ့်မယ်အတူတူစားလိမ့်မယ်ဆိုတာယနေ့ခေတ်အချိန်ခါမှာတော့ဘလို့မှမဖြစ်နိုင်ပါဘူးဒါပေမဲ့မိဂလင်နီကာလာကြရင်တော့ဒီလိုမျိုးအေဂျင့်တိတ်ဆိတ်ငြိမ်သက်အောင်ဘုရားသခင်ကပြုလုပ်ပေးပါလိမ့်မယ်ကျွန်တော်ရဲ့အထင်ကိုပြောရမယ်ဆိုရင်တော့ရှင်သေးနဲ့တိုးနဲ့မှမဟုတ်ပါဘူးဒီနေ့ကဘာကြီးကိုကြည့်လိုက်မယ်ဆိုရင်ယူဂိုစလာဗီးယားမှာခရိုက်နဲ့မွတ်စလင်တွေနဲ့မတည့်တယ်လို့မျိုးအစ္စရေးမှာအာရပ်နဲ့ဂျူးနဲ့မတည့်တယ်လို့မျိုးလူတွေဟာတမျိုးနဲ့တမျိုးအတူတူနေလို့မရပါဘူးဒါပေမဲ့မိလင်နီကာလာကြရင်တော့ဒီလူများဟာအားလုံးတူတူကပေါင်းစည်းပြီးနေမှာဖြစ်ပါတယ်စာတန်မရှိတော့တဲ့အတွက်အထူးသဖြင့်တယောက်ကိုတယောက်မုန်းတီးခြင်းတွေမနာလိုခြင်းတွေဒါတွေအားလုံးဟာပျောက်ကွယ်သွားမှာဖြစ်ပါတယ်လူတွေရဲ့တွေးကိုပုံအားအစပျောက်ကွယ်သွားမှာဖြစ်ပါတယ်ထို့အတူဘုရားသခင်ကတဘာဝပတ်ဝန်းကျင်ကိုလည်းပြောင်းလဲပေးမှာဖြစ်ပါတယ်အထူးသဖြင့်ဒီအချိန်မှာကတ်ဆိုးတွေငရင်လှုပ်ခြင်းတွေမုန်တိုင်းတွေဘာမှမရှိတော့ဘဲနဲ့ကဘာကြီးဟာတကယ်ကိုတာယာတဲ့ကဘာကြီးဖြစ်လာလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်လို့ပြောဆိုသွားတာဖြစ်ပါတယ်Nature will behave in the same way. I think God will change the shape, the heart of animals. And I think there will be provision for a lion to eat without a need to destroy or to kill a lamb. And I think also their nature will be changed because God will touch the entire creation. And in the millennium, everything will be under God and with God. And I believe also you'll see that it will affect the animals, it will affect the birds, it will affect, every creature on the face of earth for 1,000 years. ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး7အငယ်9မှာငါ၏တန်ရှင်းသောတောင်တစ်ပြင်လုံး၌အချင်းချင်းညှင်းဆဲခြင်းဖျက်ဆီးခြင်းကိုမပြုရကြအကြောင်းမူကားပင်လယ်ရေသည်မိမိနေရာကိုလွှမ်းမိုးတဲ့ကဲ့သို့မြေကြီးသည်ထာဝရဘုရားကိုတည်ကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်ဆိုတာကိုတွေ့ရပါတယ်ဒီမိလင်နီကာလပြီးတဲ့အခါမှာတော့စာတန်ကိုနှစ်ပေါင်း1000ချုပ်နှောင်ထားရာကနေပြန်လဲလွတ်မှာဖြစ်ပါတယ်သူဟာကဘာပေါ်မှာရှိနေတဲ့လူတွေကိုသူ့ဘက်ပါလာအောင်နီးမျိုးစုံနဲ့ထပ်မံလှည့်ပြပြီးတချို့သောသူများဟာသူ့နောက်ကိုပါသွားပါလိမ့်မယ်။အဲဒီနောက်မှာတော့ဘုရားသခင်ဟာစာတန်နဲ့သူ့ရဲ့အပေါင်းပါများကိုအဆုံးတိုင်အောင်ဖျက်ဆီးခြင်းသို့ရောက်စေရန်ကန့်နဲ့လောင်တဲ့မီးအိုင်ထဲသို့ချပစ်မှာဖြစ်ပါတယ်။ဘုရားကျမ်းအခန်းကြီး20အငယ်4မှာပလင်များကိုလည်းငါမြင်၏။ပလင်ပေါ်မှာထိုင်သောသူတို့သည်တရားစီရင်ရသောအခွင့်ကိုရကြ၏။သားရဲနှင့်သူ၏ရုပ်ထုကိုမကိုးကွယ်သူ၏တစိမ့်လက်မှတ်ကိုနှစ်ဖူး၌မခံလက်၌မခံဘဲနေ၍ယေရှု၏သက်သေခံတော်မူချက်နှင့်ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လေပင်ဖြတ်ခြင်းကိုခံရသောသူတို့၏ဝိညာဉ်များကိုလည်းငါမြင်၏သူတို့သည်အသက်ရှင်၍အနှစ်1000ပတ်လုံးခရစ်တော်နှင့်အတူစိုးစံကြရလိမ့်မည်လို့ရေးသားထားပါတယ်အခုနကျမ်းစာထဲမှာဖတ်သွားတဲ့တရားစီရင်ရသောအခွင့်ကိုရတဲ့လူတွေဟာအသင်းတော်သိမ်းဆည်းခြင်းတို့ကပါသွားတဲ့ယုံကြည်သူခရစ်ယာန်များပဲဖြစ်ပါတယ်ဒီအချိန်မှာတော့သူတို့ဟာဝိညာဏခန္ဓာကိုယ်လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုရရှိနေမှာဖြစ်ပါတယ်။နောက်ပြီးသူတို့ဟာမိလင်နီကာလအတွင်းမှာကဘာပေါ်မှာရှိတဲ့လူများနဲ့လာရောက်မိတ္တဟာဖွဲ့ပြီးယဉ်ဤစွာနေထိုင်မှာဖြစ်ပါတယ်။ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးတမန်တော်တွေနဲ့အတူယဉ်ဤစွာနေတယ်လို့မျိုးအသင်းတော်သိမ်းဆည်းခြင်းနဲ့မှာပါပြီးယခုအချိန်မှာဝိညာဏခန္ဓာကိုယ်ကိုရရှိနေတဲ့ကောင်းကင်သားများဟာကဘာပေါ်မှာရှိတဲ့လူများနဲ့ယဉ်ဤစွာနေထိုင်ကြမှာဖြစ်ပါတယ်။ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး7အငယ်3မှာထိုသူသည်ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌မွေးလျော်သည်ဖြစ်၍မိမိမျက်စိမြင်သည့်အတိုင်းတရားမစီရင်မိမိနာကြားသည့်အတိုင်းမဆုံးဖြတ်ဘဲစင်ရဲသားတို့၏အမှုကိုတရားတော်အတိုင်းစီရင်၍နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက်ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်လို့ဖော်ပြထားပါတယ်။ကျမ်းစာထဲမှာဖော်ပြချက်များအရဒီမိလင်နီကာလအတွင်းမှာယေရှုခရစ်တော်ရဲ့ကမ္ဘာလောကကြီးဟာအင်မတန်ကိုငြိမ်းချမ်းသာယာမှာဖြစ်ပါတယ်။ယေရှုခရစ်တော်ဟာကျွန်တော်တို့နဲ့အတူတူသွားလာပြီးရှိနေမယ်ဖြစ်ပြီးယဉ်ဤစွာမိတ္တဟာယဖွဲ့ရတဲ့အခွင့်ကိုလည်းရရှိမှာဖြစ်ပါတယ်။ယေရှုခရစ်တော်ဟာကျွန်တော်တို့ရဲ့သူရဲကောင်းကျွန်တော်တို့ရဲ့ဘုရင်ကျွန်တော်တို့ရဲ့တရားသူကြီး
အဲ့ဒီအချိန်မှာဖြစ်မယ်ဖြစ်ပြီးနေ့တိုင်းကျွန်တော်တို့ဟာသူနဲ့ယင်းနှီးစွာထိတွေ့ခွင့်ရပြီးသူ့ကိုချီးမွမ်းကိုးကွယ်ခြင်းအခွင့်ကိုရရှိမှာဖြစ်ပါတယ် implemented in the person of Christ when he comes back. And so we're talking about tangibles. We're talking about something that we can see, we can touch, we can feel. So it will be a physical presence of Christ that will be among us. And I will believe that he will dwell among us in this 1,000 years. Will be our King, our Lord. And အခုကျွန်တော်တို့ကြည့်ရှုခဲ့ရတဲ့ဗီဒီယိုအစီအစဉ်ထဲမှာကျွန်တော်တို့ဖော်ပြသွားတဲ့ prophet ပြုချက်များဟာအနည်းငယ်ပဲရှိပါတယ်။တမန်ကျမ်းစာထဲမှာတိကျသေးချာစွာမှန်ကန်တဲ့ prophet ပြုချက်များထောင်ပေါင်းများစွာတည်ရှိပါတယ်။ဒီ prophet ပြုချက်တိုင်း prophet ပြုချက်တိုင်းကတော့ဘာကိုဖော်ပြနေလဲဆိုရင်တနေ့ကျရင်ယေရှုခရစ်တော်ပြန်လာပြီးတော့ကဘာကြီးကိုသူကိုယ်တိုင်အုပ်ချုပ်လိုက်မယ်ဆိုတာကိုဖော်ပြနေပါတယ်။အဲ့လိုကဘာကြီးကိုအုပ်ချုပ်တဲ့အခါမှာအသင်းတော်သိမ်းဆည်းခြင်းမှာပါသွားတဲ့ယုံကြည်သူတွေဟာလည်းယေရှုခရစ်တော်နဲ့အတူတူဒီကဘာကြီးကိုစိုးစံရမှာဖြစ်တယ်ဆိုတာကိုလည်းဖော်ပြထားပါတယ်။ဒံယေလအနာဂတ်ကျမ်းအခန်းကြီး9အငယ်29မှာကောင်းကင်အောက်၌နိုင်ငံနှင့်တကွအာနာဇက်ဘုံတကိုရှိသမျှကိုအမြင့်ဆုံးသောဖခင်၏တန်ရှင်းသောအမျိုးသားတို့သည်ရကြလိမ့်မည်။ထိုဖခင်သခင်၏နိုင်ငံတော်သည်ထာဝရနိုင်ငံဖြစ်၏။မင်းကြီးအပေါင်းတို့သည်တိုးဝင်၍ကျွန်ခံရကြလိမ့်မည်လို့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျမ်းစာရဲ့ prophet ပြုချက်များအရယေရှုခရစ်တော်ဟာတနေ့သေချာပေါက်ပြန်လာပြီးကဘာကြီးကိုအုပ်စိုးမှာဖြစ်ပါတယ်။ယေရှုခရစ်တော်သာကဘာကြီးကိုပြန်လည်မသိမ့်ပိုက်ဘူးဆိုရင်လူသားတွေဟာမိမိတို့ရဲ့အတတ်ပညာတွေမိမိတို့လှုပ်ထားတဲ့လက်နက်တွေနဲ့ပဲကဘာကြီးကိုပြန်လည်ဖျက်ဆီးပြစ်မှာဖြစ်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ကလူသားအလုံးငရဲမရောက်စေဖို့ကယ်တင်ဖို့ရန်ဒုတိယအကြိမ်ပြန်လည်ကြွလာမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီကဘာကြီးမှာနေထိုင်အသက်ရှင်စင်မှာလဲယခုဖော်ပြသွားတဲ့အတိုင်းတနေ့ယေရှုခရစ်တော်ပြန်လာရင်ယေရှုခရစ်တော်နဲ့အတူတူစိုးစံရအောင်စုံစမ်းခြင်းများစွာမှရှောင်ရှားဖို့လိုပါတယ်။ထို့ကဲ့သို့စုံစမ်းခြင်းများစွာမှရှောင်ရှားဖို့ရန်နေ့စဉ်ဆုတောင်းဖို့လိုပါတယ်။ကျမ်းစာထဲမှာယေရှုခရစ်တော်ကိုယ်တိုင်ဘလို့ဆုတောင်းရမလဲဆိုတာကိုသိကြသေချာစွာသွန်သင်ခဲ့ပါတယ်။ဖြစ်နိုင်ယခုကျွန်တော်အနောက်ကအားလုံးလိုက်ဆိုစေခြင်းပါတယ်။ရှမဿဲခရစ်ဝင်အခန်းကြီး6အငယ်9မှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့အဖကိုတော်ဤနာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလောက်သောအစာကိုအကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကဲ့သို့အကျွန်ုပ်တို့၏အပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်ရာသို့မလိုက်မပါစေဘဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တော်မူပါအစိုးပိုင်သောအခွင့်နှင့်ဘုန်းတကိုးအာနုဘော်သည်ကဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏အာမင်ရောက်စီတိုင်းကိုဖျားသခင်ကောင်းကြီးပေးပါစေ